ရုတ်အင်ဂျင်နီယာတွေကပေါ်ရနေတဲ့ရေတွေကိုဖယ်ရှားပစ်ဖို့ပဲရည်ရွယ်ခဲ့ပေမဲ့အဆုံးမှာတော့မယုံနိုင်လောက်အောင်လှပတဲ့ရေတခွန်တစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ကိုချိုဂီတာမှာကနစ်ပလုံးတောင်ပေါ်ကနေရေအများအပြားစီးဆင်းနေပြီးအဲ့ဒီရေတွေကိုစိုက်ပျိုးရေးအတွက်အသုံးပြုပါတယ်။ပြဿနာကတော့ရေတွေအများများနေတာပါ။ဒါကြောင့်6ကမ်းပါးနားမှာရေလောင်ကန်စနစ်တွေတိစောက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ရေလောင်ကန်တွေပြည့်ပါတဲ့အခါအမြင့်အပေလျာငန်းဆယ်ရှိတဲ့တပားပေါ်ကနေရေတွေကိုဖောက်ချလိုက်ပြီးလူလုတ်ရေတခွန်တစ်ခုကိုဖန်တီးလိုက်ပါတယ်။ဒါဟာခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုတင်မကပဲတေချာစဉ်းစားတွက်ချက်ထားတဲ့အင်ဂျင်နီယာပညာရေးဆိုင်ရာဖြည့်ရှင်းချက်တစ်ခုလည်းထပ်ပါတယ်။ရေတခွန်ကရေလောင်ကန်တွေပြည့်နေတဲ့အချိန်မှသာစီစဉ်ပြီးဒါဟာမိုးရာသီမှာအဖြစ်များပါတယ်။ရေတွေကိုအလားအထားမဖြုံးတီးပစ်ဖေ6ကမ်းပါးတွေကိုဆက်လက်စီစဉ်ပြီးအဲ့တဲ့ထောင်ပေါင်းများစွာကိုဆွဲဆောင်နိုင်တဲ့မြင်းကွင်းတစ်ခုကိုဖန်တီးပေးပါတယ်။နွေရာသီမှာတော့ရေချွေဖို့အတွက်ရေတခွန်ကိုပိတ်ထားပါတယ်။ဒါပေမဲ့မိုးရာသီရေလောင်ကန်တွေပြည့်နေချိန်မှာတော့တပားပေါ်ကနေ6ကမ်းပါးတဲကိုရေရရိုက်ကြီးတစ်ခုလိုကျဆင်းလာပြီးရေမုံရေမွားတင်တိုက်ကြီးတစ်ခုကိုဖြစ်ပေါ်စေပါတယ်။နေထားတဲ့ရာသီဥတုမှာဆိုရင်ရေတခွန်အထွတ်မှာတက်တန်တစ်ခုကိုမကြာခဏမြင်တွေ့ရတတ်ပါတယ်။ဒေသဆိုင်ရာအာဏာပိုင်တွေကဧည့်သည်တွေဒီလှပတဲ့မြင်ကွင်းကိုခန်းစားကြည့်ရှုနိုင်ဖို့ကြီးစုစံပြင်းတွေကိုတောင်တက်ဆင်ပေးထားပါတယ်။အင်ဂျင်နီယာတွေဟာပိုရန်နေတဲ့ရေပြဿနာကိုဖြေရှင်းနိုင်ခဲ့တယ်လို့ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုကိုပါဖန်တီးနိုင်ခဲ့ပါတယ်